တားနာမည်ခင်ထွေးပါတားနာမည်ခင်ထွေးပါကခရမ်းသုံးပါးမှနေပါတယ်သူ့နာမည်ကခင်ထွေးပါခရမ်းသုံးပါးမှနေပါတယ်နာမည်တိကျပြောပြပါရွာအမောင်းပါအမောင်းကြီးရွာမှာနေပါတယ်သုံးပါးအရှိဘက်အမောင်းကြီးရွာမှာနေတယ်လို့ပြောပါတယ်အဲ့တော့အဖေနာမည်လေးညီလေးပြောပြပါအဖေနာမည်ကဦးတင်မြအဖေနာမည်ဦးတင်မြပါအဖေနာမည်ကဒေါ်ဆန်းအဖေနာမည်ဒေါ်ဆန်းပါတားလေယာလုပ်ပါတယ်လို့ပြောပါတယ်အခုဒီလေးဒီကြောက်တန်းမြို့ကိုဘယ်ကနေစထွက်ပြီးတော့ဘာလာလုပ်တယ်လို့ပြောပြလိုက်ပါဒါကလည်းဝက်ဘက်ကနေပြောတာမိဖို့နေပြည်ဒီဘက်တော့ဒါသေးလာခတ်တာပါအဲ့တော့ဒီလေးစိတ်ခတ်တာဘယ်ကနေပြီးတော့စခတ်ခဲ့တာပါလဲကလည်းဝက်ဘက်ကခတ်လာတာပါတောင်းတပုံကလည်းဝက်ဘက်ကနေပြီးတော့စခတ်တယ်လို့ပြောပါတယ်ဟုတ်ကဲ့နောက်တစ်ခုညီလေးတောင်းတပုံမှာရောဘာစိတ်ကိုပြီးရှုပ်ခဲ့တယ်ဆိုတာကိုလည်းတရားခံဖြစ်တော့ညီလေးဒီလူတွေကိုချက်ပြပေးပါဟုတ်ပါတယ်ကျွန်တော်အဲ့ရောဘာစိတ်ကိုပြီးရှုပ်တာပါကျွန်တော်တို့ဒီလေးနဲ့အပေါင်းပါတွေကိုပြောပြရရင်ပြောပြပါကျွန်တော်ပေါင်းရရညတော့ကျွန်တော်တို့ဒီမှာဆိုင်ငယ်နဲ့ထားခဲ့ပြီးတော့သူကအဲ့စစ်ပါတယ်မောင်းထားတော့ကျွန်တော်တယောက်တည်းကြံနေတယ်လာတော့တောင်ကုန်းကလူလာတာအဲ့တော့ညီလေးနဲ့အပေါင်းပါ2ယောက်ကိုညီလေးနာမည်သိတာမသိဘူးနာမည်လေးတွေပြောပြပါမောင်လာကြီးနဲ့ငမင်းကိုပါမောင်လာကြီးနဲ့ငမင်းကိုလို့ပြောပါတယ်သူတို့ကညီလေးနဲ့တရားရဲသားလားဟုတ်ကဲ့တရားရဲပါညီလေးကိုဘယ်သူကစိတ်ခိုင်းတာလဲတောင်းကျေကုန်းကဥက္ကရာမောင်စောကစီစဉ်ခိုင်းတာပါကျေကုန်းဥက္ကရာမောင်စောကနေပြီးတော့စီစဉ်ခိုင်းတာပါတဲ့နော်အဲ့တော့ညီလေးမောင်စောဆိုတာကဘယ်ရာထူးဘာအာဏာဘာရှိပါလဲရဲကဥက္ကရာပါဟုတ်ပါပြီအဲ့တော့ပါတီနဲ့ဘာတွေဆက်နွယ်ပါလဲပါတီကတူအားကျန်းခိုင်စစ်တယ်လေးပြောပြပါကျန်းခိုင်စစ်တယ်လေးပြောပြပါကျန်းခိုင်ပါဟုတ်ကဲ့မောင်စောဆိုတာလက်ရှိဥက္ကရာမှုလည်းလုပ်နေပါတယ်ကြက်ခိုင်ဖွံ့ဖြိုးရေးရနေပြီးတော့တင်မြောက်ထားတဲ့အုပ်ချုပ်ရေးမှုဖြစ်တယ်ဆိုတဲ့အကြောင်းကိုတရားခံကပြောနေပါတယ်ဟုတ်ပြီအဲ့တော့ညီလေးအခုညီလေးတို့တောင်တကုန်းမီးရှို့တာပတ်သက်ဘယ်လောက်ရပါသလဲသိန်းရပါတယ်ကျွန်တော်တို့သိန်းပေးရဒီကြလေးပြောပြပါသိန်းရပါတယ်တောင်တကုန်းရောဘာစက်ရုံကိုမီးရှို့တာပတ်သက်သိန်းရပါတယ်ဟုတ်ပြီအဲ့တော့ညီလေးတို့အခုလှုပ်ဆောင်မဲ့အစိတ်ခတ်ချင်းမိခွင့်ပြစ်ချင်းကိုဘယ်လောက်ပေးမယ်လို့ပြောပါသလဲအဲ့ဒါလည်းသိန်းပေးပါတယ်ဟုတ်ကဲ့ဒီကွင်းပြစ်တာအစိတ်ခတ်တာကိုလည်းသိသိမယ်လို့ပြောပါတယ်အဲ့တော့ကြောက်တန်းမြို့ထဲမှာဒီလိုတို့ကြောက်တန်းမြို့ဝင်မှာအစိတ်ခတ်ပြီးပြီလားဟုတ်ကဲ့စိတ်ကအမှဟိုစားလက်ထဲမှာလည်းသိရမယ်ဆိုတော့သုံးဖို့ပဲဒါခတ်လိုက်ရတယ်ကျန်တာရဟိုကောင်လေးခတ်သွားတာဟုတ်ကဲ့အရှိတ်ဘက်တော့ခတ်သွားတာအဲ့တော့ကျွန်တော်တို့သူနဲ့အပေါင်းမှာ3ယောက်ရှိပါတယ်အဲ့တော့သူနဲ့အပေါင်းမှာ3ယောက်မှာ2ယောက်လွတ်မြောက်နေပါတယ်အဲ့2ယောက်ညီလေးဝစ်စင်ထားတဲ့အဝတ်စားရဲ့အုတ်ထုတ်ကေနော်အယောင်လေးတွေပြောပြပါတယောက်ကအုတ်ထုတ်အလီဘောင်းရှင်နဲ့ဟုတ်ကဲ့တယောက်ကအုတ်ထုတ်နီဘောင်းနီရှင်နဲ့ပါလေတယောက်ကအုတ်ထုတ်ကြောင်ကြားအိုင်မက်အိမ်နဲ့ဟုတ်ကဲ့တယောက်ကအုတ်ထုတ်ကြောင်ကြားအိမ်နဲ့ကြောင်ကြားအုတ်ထုတ်နဲ့အိုင်မက်အိမ်ယူဝတ်ထားပါတယ်တဲ့နော်စံငယ်ကဘာစံငယ်လဲစံငယ်ကမကျိုးလေဟုတ်ကဲ့စံငယ်ကရိုးရာမုံကျိုးလိမ့်မင်းကိုစီးထားပါတယ်တဲ့နော်စံငယ်ရောင်ကအပြာရောင်စံငယ်ရောင်ကအပြာရောင်ပါတဲ့အဲ့တော့ညီလေးအခုညီလေးတို့ကတောင်တကုန်းဘက်မှာလည်းခတ်လာတယ်ပြောတယ်တောင်တကုန်းဘက်မှာအစိတ်ခတ်ပုံခတ်ပြီးလည်းပြောပြပါတောင်တကုန်းဘက်မှာတော့ဒါတို့အဲ့ဘုံမိတ်လမ်းဘက်တွေအကုန်လိုက်ခတ်တာရှစ်ကူကုန်းတောင်ဘက်တွေဒါတော့အဲ့ဘက်တွေအကုန်လိုက်ခတ်အဲ့တော့တောင်တကုန်းကျွန်တော်တို့တောင်တကုန်းနဲ့အဆက်အသွယ်ရှိတဲ့မိဘများလည်းအပြောက်ကြောင်းကြားပြီးတော့ကြောင်းကြားပေးပါတောင်တကုန်းပတ်ဝန်းကျင်မှာအစိတ်ခတ်ထည့်တာများပါတယ်အဲ့တော့ကြောက်တန်းမြို့ကိုဒီနေ့ဝင်လာတဲ့အချိန်မှာကြောက်တန်းမြို့ကရေဟိုးဘယ်နှဟိုးအစိတ်ခတ်ထည့်ကြပါလဲသာ3ခတ်ထားခဲ့ပါကျန်တာသားတဲ့ဒီမှာသိလည်းမပြီးတော့ဆေးတွေကဘယ်လိုရောင်းနေလဲညီအဖြူရောင်းနေပါဘာနဲ့ထုတ်ဖို့ထားတာလဲပလားစလိမ့်နဲ့ပါဟုတ်ပြီအဲ့ဒါဆိုရင်ညီလေးတို့က3ယောက်ကို1ယောက်ကိုဆေးဘယ်နဲ့ထုတ်စီပေးပါလဲ1ယောက်9ထုတ်စီပါဟုတ်ပြီအဲ့ဒါဆိုရင်ညီလေးတို့အခုနောက်ထပ်မီးကွင်းပြစ်ခဲ့တဲ့နေရာတစ်ခုပြောပြပါဦးဒီလိုပြစ်ခဲ့တဲ့နေရာအဲ့တောင်ကုန်းမှာလည်းဒါလိုပြစ်ခဲ့တာစစ်တယ်လေးပြောပြပါတောင်ကုန်းမှာမီးကွင်းပြစ်ပါတယ်တောင်ကုန်းဘယ်နေရာပါလဲအတက်ရုံလောဘစက်ရုံ这边路吧。ပြောပါအာယောနဲ့မိုးမိတ်တန်းပြောပါမှာစစ်ကူဘက်မှာလည်းဒီမင်းပြတဲ့တိုင်းငယ်တွေဒီမင်းပြတဲ့ကြာရပါဖြစ်နေတယ်။တိုင်းငယ်ကဝန်ထမ်းတိုင်းငယ်လားလူနေတိုင်းငယ်လားတိုင်းငယ်လားအကျက်သားလူနေတိုင်းငယ်ကိုမိခွင့်ပြခဲ့ပါတယ်။ဒီလေးဆက်ပြောပြပါ။မိခွင့်ပြတာထိရောက်ပါသလား။တားတော့ကြတော့မိခွင့်ပြတာလူပြောမြင်သွားတော့တားတော့တိုင်းတားတော့ပြေးတာ။ပြောပြပါ။ဟုတ်ကဲ့တားတော့ပြေးတာတားတော့
ကြောက်တန်းတော့လာတာပါ ဒီလေးဒါနဲ့ဆိုရင်ဘယ်နှချိန်ဘယ်နှခါလုပ်ပြီးပါပြီလဲ ဒီခါမဲပါဒီခင်းထဲပါ စက်ရုံပြီးဆိုတဲ့နေ့ရပဲလေးလည်းမှတ်မိပါဗလား ဒါမမီကြောက်တော့ပြောတာတနေ့ကဒါတို့ရှို့တာပါ တနေ့ရဆိုတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့26ရက်နေ့ဆိုတော့ဒီနေ့24ရက်နေ့မှာထုတ်ခဲ့တာပေါ့ ဟုတ်ကဲ့ ဟုတ်ပြီအဲ့ဒါရောပါစက်ရုံနော် ဟုတ်ကဲ့ စက်ရုံတစ်ရုံလုံးကြားကြပါတယ်နော် ဟုတ်ကဲ့ အဲ့တော့ကျွန်တော်တို့ဒီကိုနော်ဒီကြချက်ကိုအားလုံးပြီးတဲ့ကြားပါပါကျွန်တော်တို့ရောဘာစက်ရုံလည်းပြီးချို့တာပြီးချို့ခဲ့ပါတယ်အဲ့တော့တော်တော်မှာရှိတဲ့လူနေလိုင်းငန်းတွေကိုလည်းဒီကွင်းကြီးတည်ခဲ့ပါတယ်ကြောက်တဲ့ကျွန်တော်တို့တောင်တကောင်ကနေစပြီးတော့မင်းညာကတော့အစိတ်ခတ်ခဲ့ပါတယ်အဲ့တော့တောက်ရိုးကြီးကျွန်တော်တို့ရိုးရီကန်တွေကိုအစိတ်ခတ်တဲ့ဥစ္စာပြီးဘယ်လောက်ကြီးကျေပြတ်မယ်ဆိုတော့ကျွန်တော်တို့မသိပါဘူးအဲ့တော့နှစ်ယောက်လွတ်နေပါတယ်အဲ့ဒီရက်ကန်နှစ်ယောက်ကိုဒီယောက်ကလည်းဆက်လက်လှုပ်ရှားမှုရှိပါတယ်ဟုတ်ပါပြီအဲ့တော့ညီလေးကိုထောင်ပင်လေးရလုပ်တယ်မေးပြောပြပါ ဆောင်းတာအဲ့မင်္ဂလာတော်မှာတော့လာကြိုသွားတာနေတော့လုပ်တယ်အဲ့ဥက္ကရာမောင်တော်ကလာကြိုသွားတာ ဟုတ်ပြီအဲ့ဒါဆိုရင်ညီလေးကိုထောင် အဲ့ရ ပင် နေလာကြိုပြီးတော့ဒါအဲ့ဟိုနေသုံးခွမှာအဲ့တောက်လို့အဲ့ဒါခေါ်ရတာဒါခေါ်ပြီးတော့ကြောက်ပြီးလူလောက်ဆိုတောက်ပြောလိုက်ရတယ်အဲ့ဒါတော့ဟုတ်လား ဟုတ်ပြီအဲ့ဒါဆိုရင်ညီလေးတို့ထောင်အောင်လုပ်ချင်းဘယ်သူကနေပြီးတော့ဘာလုပ်ခိုင်းတာအဓိကတရားခံဘယ်လိုလဲ မောင်တော်ပါ မောင်တော်ဆိုတာ ကျွဲတကုန်းပါ ဘာရာလူလဲ ဥက္ကရာရဲဥက္ကရာ ဟုတ်ပြီသူက တန်းငယ်ပါတီ ဟုတ်ကဲ့စက်ခိုင်ရေးပါတီကပါတယ်နော်ကျွန်တော်တို့ကပါတီနိုင်ငံရေးလုပ်တာမဟုတ်ပါဘူးအများအတွက်ကျွန်တော်တို့ဆောင်ရွက်နေတာပါကျွန်တော်တို့ဒီထဲမှာစက်ခိုင်ရေးနဲ့ပတ်သက်လို့ပါတီဝင်တွေပါခဲ့ရင်လည်းနော်ကျွန်တော်တို့ကတဦးတယောက်ပေါ်လက်မမကောင်းရင်လက်မချီမမကောင်းရင်ချီမကျွန်တော်တို့ကထုတ်ပေးရမှာကျွန်တော်တို့ဒီလိုရဲ့တာဝန်ပါအဲ့ဒီအတွက်ကျွန်တော်တို့ဘယ်ပါတီမှကျွန်တော်တို့ပါတီနိုင်ငံရေးလုပ်တာမဟုတ်ပါဘူးအဲ့ဒီအတွက်နော်ကျွန်တော်တို့ဆက်လက်နေနေမှာပဲဟုတ်ပြီအဲ့တော့ဒီလေအခုမောင်စောကဘယ်ရွာမှာရှိပါသလဲ ကျွဲတကုန်းရမှာပါ ဟုတ်ပြီကျွဲတကုန်းရွာမှာသူကအရင်ပမာနေပါတယ် အရင်နဲ့ကျွဲတကုန်းမှာနေတာပါ ဘယ်မြို့နယ်ပိုင်လဲ သုံးခွပါ သုံးမမြို့နယ်ပိုင်ကျွဲတကုန်းရွာမှာရှိပါတယ်တဲ့နော်မောင်စောဒီသားစုနဲ့သူရှိတာလား ဟုတ်ကဲ့ရာဇဝင် ခုလက်ရှိရောအုပ်ချုပ်ရေးမှုပဲလား အဆွေမျိုးပဲ ဟုတ်ကဲ့လက်ရှိလည်းသူအုပ်ချုပ်ရေးမှုပါပဲတဲ့နော်ကျွန်တော်တို့မောင်စောသုံးခွအရှိဘက်လို့ပြောတယ်ကျွဲတကုန်းရွာလို့ပြောပါတယ်နော်အဲ့တော့ငါကြီးရဲ့နေရဲ့လိစာအတိအကျတိတိကျကျလေးနဲ့ဒီကလေးပြောပြပါ တာမောင်ဟုတ်သုံးခွနေတယ်မောင် သုံးခွမြို့နယ် အမောင် အမောင်ကြီးရွာပါတယ်ဗျာ လူပြလို့လာကြ မောင်ကြီးက အမောင်ကြီးရွာလေနော်သုံးခွမြို့နယ်အမောင်ကြီးရွာလို့ပြောပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ပြည်သက်တွေတော့သူ့ရဲ့ဖြစ်စဉ်တွေသူ့လက်ဆောင်ချက်တွေကိုတော့အားလုံး TV ဝန်ခံပြီးသားဖြစ်ပါတယ်အားလုံးလည်းရှင်းနေတယ်လို့ဖြစ်ပါတယ်ကျွန်တော်တို့တွေဒီကိစ္စကိုကျွန်တော်ဒီလိုကိစ္စတွေကိုကျွန်တော်တို့ကဘာသိအောင်လဲကျွန်တော်ချပြပါမယ်ကျွန်တော်တို့နော်သတင်းဌာနတွေကလည်းဖော်ပြပါမယ်ကျွန်တော်တို့ရဲ့မိဘပြည်သူတွေကလည်းအမှန်တရားအတိုင်းခေတ်ပုံကိုတင်ပြီးတော့ social media ပေါ်တင်ပြီးတော့နော်ကြေညာလို့ရပါတယ်ဒါကိုကဘာသိအောင်ကျွန်တော်တို့ဖြန့်ချက်ပြီးတော့ကျွန်တော်ဆောင်ရွက်ပါမယ်နော်